10 မိနစ်တွင် mobile legend 3 party အကောက်တွေဖြုတ်နီးကဲအချိန်မဆွဲပဲလိုက်ကြည့်လိုက်ရအောင်အရင်ဆုံး profile ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်အကောက်ချိန်ကြီးများအောင်တစ်ချက်နှိပ်မယ်ပြီးအကောက်စင်တာကိုနှိပ်မယ်နော်အဲ့ကျရင်3 party အကောက်အားဖြုတ်ရန်ဆိုတဲ့ဟာကိုတစ်ချက်နှိပ်မယ်ဒီနေရာရောက်ရင်ကိုဖြုတ်မဲဟာကိုတစ်ချက်ထောက်လိုက်ပါဒီနေရာမှာချိတ်ဆက်ထားသောအကောက်မှတစ်ဆင့်ဖြုတ်ရန်နဲ့ချိတ်ထားသော email မှတစ်ဆင့်ဖြုတ်ရန်ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကချိတ်ထားသော email မှတစ်ဆင့်ဖြုတ်ရန်ဆိုတဲ့ဟာကိုရွေးရမှာဖြစ်ပါတယ်ပြီးရင်မြန်းတက်တဲ့နေရာမှာကုတ်ပုပါဆိုတဲ့ဟာကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တောင်းကြဖြစ်လို့ကိုတောင်းထားတဲ့ကုတ်လေးကိုပဲထည့်လိုက်ပါမယ်တုတ်ခဲ့ပြီးသွားရင်ဟုတ်ပြီဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါအဲ့လိုဆိုရင်3 party အကောက်ကပြုတ်တော့မှာဖြစ်ပါတယ်3 party ကောက်တွေအများကြီးရှိလို့ဆိုရင်လည်းခဏစောင့်ပြီးတော့ကုတ်ထက်တောင်းပြီးတော့ထပ်ထုတ်လို့ရပါတယ်ခင်ဗျာနော်ဒါဆိုရင်တော့လွယ်ကူစွာပဲ3 party ကောက်ပြုတ်သွားပါပြီဒီလို mobile legend နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ပေးမှာဖြစ်လို့ကျွန်တော် TikTok ကောက်လေးကိုလည်း follow ခဲ့ကြပါဦး